ကောင်ညင်းဒါမှမဟုတ်ဝက်ကောင်ညင်းတပွဲဝယ်လို့ရှိရင်တစ်ခါနမ်းလို့ရတဲ့ promotion လေးရှိပါရဲ့ရှင်ကို အဲ့ဆိုရင်ကိုစိတ်ဝဲယူလိုက်ပြီညီမလေး ဟုတ်ကဲ့ကိုရပါရဲ့ရှင်ငွေလေးကတော့တွက်ရှင်းပေးရပါမယ်နော် တပွဲမှာလို့ရှိရင်တစ်ခါနန်းဆိုတော့10ဝဲမှာစိတ်ကတော့နန်းလို့ရမှာပေါ့နော် ဟုတ်ပါရဲ့ရှင် ဝေးလေးလိုက်ပြီနော်ညီမလေး ဟုတ်ကဲ့ပါရှင်ဂျာကြီးရေဒီဝိုင်းကကြက်ကောင်ညင်း10ဝဲယူမယ်တဲ့ ဒီမှာငွေလေးလေးလွှဲပြီးသွားပြီဆိုတော့ကိုဖဲချင်းတော့စနိုင်လို့ရပြီလေ အခုစနန်းလို့ရပါပြီရှင် ဒီလား ကဲပါရှင် ဒါပေမဲ့ညီမတို့ဆိုင်ရဲ့စီကန်းလေးအရာမျက်လုံးလေးတော့မှိတ်ပေးထားရပါမယ်ရှင် ရသိရတယ်ညီမလည်းခံမြင်းညံ့နေရပါနော်အခုမှရင်းနေတော့ခုံသွားတယ်ဟောဒါနဲ့ညီမကခေါ်စားရခြင်းပဲအခုလည်းခံမှာပွန်ပက်ကြီးကိုကက်လို့ဟောဒါနဲ့ဒီဦးလေးကဘူးလဲမသိဘူး ဒီဦးလေးကဒီဆိုင်မန်နေဂျာပါရှင်ကို ငါတို့ဆိုင်ကလူတွေတော်များများခေါ်စားရခြင်းနော် မဟုတ်ပါဘူးရှင်ဒီဆိုင်မှာဂျာကြီးတယောက်တည်းရပဲတွန်းစားရပါရှင်ကို ဟမ် What the fuck What the fuck What the fuck အစားအသောက်ကောင်းလို့စိတ်ချမ်းသာဝါတီကိုသာလာခဲ့ပါ